ကျွန်တော်တို့ကက်ကက်ထဲကိုရောက်ပြီဆိုရင်တက်ဆိုတာလေးကိုနှိပ်မယ်ပြီးရင်အတက်ဆိုတာလေးကိုထပ်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ရေးချင်တဲ့စာသားလေးကိုရေးမယ်ပေါ့နော်ဒီမှာကျွန်တော်ကတော့မင်းကဆရာကြီးလာလို့ကျွန်တော်ရေးကြည့်လိုက်မယ်ပေါ့နော်ဒီမှာမမှန်သေးဘူးနော်ဒါအောင်မှန်လို့ဖို့အတွက်ကျွန်တော်တို့ကဒီ Z font ဆိုတဲ့ app လေးလိုတယ်ပေါ့နော်ဒါလေးကိုရဖို့ကျွန်တော်တို့ Play Store ကိုတစ်ချက်သွားမယ်ပြီးရင် search bar မှာ Z font လို့ရိုက်ရှာပေးလိုက်ပါပေါ်ဆုံးမှာကြာလာတဲ့ Z font ဆိုတာလေးတစ်ချက်နှိပ်ပြလိုက်ပါမိတ်ဆွေတို့မှမရှိသေးဘူးဆိုရင်တော့ install လို့ပေါ်နေမှာပါကျွန်တော်မှတော့ရှိပြီးသားဖြစ်တဲ့အတွက် open လို့ပေါ်နေပါတယ်ကျွန်တော်တို့ open ဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါ app ရဲ့စာမျက်နှာလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်လေးနည်းနည်းဆွဲတင်ပေးမယ်နော်ပြီးမြန်မာဆိုတာလေးကိုကျွန်တော်တို့လိုက်ရှာလိုက်ပါကျွန်တော်တို့ဒီမြန်မာဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါပြီးရင်ကျွန်တော်တို့အောက်လေးနည်းနည်းဆွဲချပြီးတော့မိုင်းမြန်မာဆိုတာလေးကိုလိုက်ရှာမယ်ပေါ့နော်